ဦးစင်းဟောမဲ့တရားကသာဓု၈ပါးတရားတော်တဲ့။ဘာတရားတဲ့တော့သာဓုဆိုတဲ့အဓိပ္ပာယ်ကကောင်းလေစွကောင်းလေစွကောင်းလေစွအဲ့တော့သဘောပေါက်တယ်နော်ဟလာမူဂျိုမှာသင်ပေးတာပေါ့ဗျာဦးဇင်းတို့ဓမ္မစကူးမှာသာဓုဆိုတာကောင်းလေစွကောင်းလေစွရှီခိုးတာတို့ကြော့တာတို့ဆိုတာကိုသိတယ်မလားဒါတော့မူဂျိုပြန်ပို့မနေတော့ဘူးနော်အချို့ဆိုလဲအချို့နေရာတွေမကြတော့မကြဘူးမသိဘူးရှီခိုးတယ်ဆိုတာဘာပြောတာတော့ကြော့ဆိုတာဘာပြောမေးကြည့်တော့မသိဘူးတိကျကြနာနာပြောအော်အရှင်ဘုရားရဲ့ဒီလိုအခုမှသိဒီလိုလေးတွေရှိတာအရှင်ကမသိလို့ရှိရင်အထက်ကိုမလန်းနိုင်ဘူးအောက်ရှည်ခိုင်မှဟုတ်ဘူးလားအောက်ရှည်မခိုင်ရိုက်တတ်တယ်ဗျဟုတ်တယ်မလားသက္ကုဏတံဝရောတာဓုသောတေနတံဝရောတဲ့ဂာနိနတံဝရောတာဓုဇိန်ဝါယတံဝရောတာဓုတဲ့ကာယေနတံဝရောတာဓုဝါစာယတံဝရောတာဓုတဲ့မနတာတံဝရောတာဓုတာဓုတပ္ပရတံဝရောတဲ့ဒါပါဠိလိုလေးနည်းနည်းလေးပြောကြည့်တာပေါ့နော်ဘာပဲဖြစ်ဖြစ်ဦးဇင်းတို့အကိုးကတော့မယူရဘူးလားယူရတာပေါ့နော်သက္ခုနာတံဝရောတာဓုပြောချင်တာကသက္ခုနာတံဝရောတာဓုသောတေနတံဝရောတာဓုဂာနိနတံဝရောတာဓုဇီဝေယတံဝရောတာဓုဝါစာယတံဝရောတာဓုကာယေဝတံဝရောတာဓုနော်မနတာတံဝရောတာဓုတဲ့တပ္ပရတံဝရောတာဓုပြောချင်တာကတော့အဲ့လိုဆိုဂျေးတော့ရေးမိမယ်မျက်စိရဲ့နားရဲ့နှာခေါင်းရဲ့လျှာရဲ့စကားပါဇက်နှုတ်နဲ့ပြောတာရဲ့နောက်ခိုက်ကိုကြီးရဲ့နောက်စိတ်ရဲ့နောက်ပြီးတော့အားလုံးနဲ့အဲ့ဒါတော့လက်ချိုးပြီးတော့ရည်ကြည့်အောင်ပြောကြည့်ပါနံပါတ်1ကဘာလို့မျက်စိနားနှာခေါင်းလျှာပြီးတော့ပါဇက်ထည့်လိုက်ပါဇက်ပြီးတော့ကိုမနောဆိုတာစိတ်တပ္ပရဆိုတာအားလုံးပြောတာအဓိကတော့ရှေ့က9ပါးပေါ့အားလုံးနောက်ဆုံးတစ်ပါးကတော့ဘုရားကအဖြေပေးတာပါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတာဝတိပိဇေရဝန်ကြောင့်ကိန်းအောင်တဲ့ရှေ့ရပေါ့တန်ဃာတော်အရှင်သူမြတ်တွေကဝါဝင်တော့မယ်ဆိုလို့ရှိရင်ဘုရားထာမှာသွားပြီးတော့မှဘုရားကိုရှိခိုးကြော့ပြီးတော့မှကမ္မထမ်းတောင်းတယ်လို့ဆိုတယ်ကမ္မထမ်းတောင်းပြီးတော့မှအသီးသီးပေါ့တောเจ้าနေမှာသွားပြီးအားထုတ်ကြတောထဲတွေမှာတောင်းတဲ့တယောက်စကားမပြောဘူးတဲ့မနဲ့မိုးလင်းလို့ရှိရင်ရတဲ့ရွာတဲ့မြို့တဲ့ဆုံးခံကြွအဲ့ဒီအချိန်လေးမှာပဲအဲ့ဒီသူတို့တတ်မှတ်ထားတဲ့ကြောင်းပြင်ရှမ်းဝမှာတပားနဲ့တပားမျက်နှာချင်းစုံပြီးတော့မှအရှင်ဘုရားနေကောင်းလားကြမ်းပါလားအရှင်ပြေလားဖေအာဝါဒတပ္ပါယအရှင်ပြေလားဖေနေရထိုင်ရတာပေါ့ဘောဇနတပ္ပါယကိုဆုံးခံရတာအရှင်ပြေလားဖေဒီလိုမျိုးတွေနှုတ်ဆက်ကြဂျန်တဲ့ရှင်မှာစကားမပြောတရားအထုတ်တယ်ဆိုတာတကယ်လုံးမှရတာနော်တကယ်အဲ့ဒီမှာအရှင်ဘုရားတပားနဲ့တပားအရှင်ဘုရားဘာတရားတွေများအားထုတ်တယ်လဲတဲ့ဒီလိုမေးတာတပားနဲ့တပားမေးတော့တပားကဘယ်လိုပြောတော့အရှင်ဘုရားတဲ့တပည့်တော်ဘုရားတဲ့သက္ကုဏတံဝရောတာဓုတဲ့မျက်စိကိုထိမ့်ပါတယ်ဘုရားတဲ့ဘာကိုထိမ့်တာတော့မျက်စိကိုထိမ့်ပါတယ်ဘုရားတဲ့တပားကတပည့်တော်မျက်စိကတိတ်ပြီးတော့မှအထင်အသေးခက်ပါတယ်နောက်တစ်ပါးကျတော့တပည့်တော်ကမျက်စိတဲ့ထင်းရခက်တဲ့နားကိုထိမ့်ပါတယ်ဗျာဘာကိုထိမ့်တာတော့မျက်စိကဘာဖြစ်တော့မြင်တယ်နားကကြားတယ်မြင်လောဘဒေါသမဖြစ်နိုင်ဘူးလားကြားရင်ရောဖြစ်တယ်နော်နောက်တစ်ပါးကျတော့အရှင်ဘုရားတပည့်တော်ကကာနနာကိုထိမ့်ပါတယ်ဗျာတဲ့နှာခေါင်းကိုထိမ့်တယ်ပေါ့ဗျာဒီနှာခေါင်းနဲ့အနက်နဲ့တိုက်ရင်ရောလောဘဒေါသမောဟမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်နော်စဉ်းစားကြည့်ယောဂီတို့မှဖြစ်မဖြစ်တော့မသိဘူးနော်ယောဂီတို့ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားမျက်စိနာနှာခေါင်းနောက်ပြီးတော့
လျာနဲ့ပတ်သက်ပြီးတော့အစားအစာတွေပေါ့ဗျာအရသာနဲ့ပတ်သက်ပြီးတော့မှတပည့်တော်ကလျာကိုထိမ့်ပါတယ်ဗျာတဲ့ရှာကိုထိမ့်တာပေါ့ဗျာနော်ဟဲ့လျာအလိုလိုက်တာဒီလျာကိုအလိုလိုက်ရင်လေလိုက်လို့မစုံဘူးလေကြားဘူးတော့မလားဟုတ်တယ်မလားရှာကိုတပည့်တော်ထိမ့်တယ်တဲ့ရှာထိမ့်ရခက်လို့တဲ့နောက်တစ်ပတ်ကြတော့ဘယ်လိုပြောအရှင်ဘုရားတဲ့တပည့်တော်နှုတ်ကိုထိမ့်ပါတယ်ဗျာတဲ့နှုတ်ဆိုတာတခြားလားစကားလားအဓိကတရားမရဖို့ဒီအဲ့စကားပဲနော်တယောက်တည်းနေရင်တရားနှစ်ယောက်တည်းနေရင်စကားတဲ့သုံးယောက်နေရင်တော့ဘာတွေဖြစ်မလို့မသိအတင်းနေတုတ်တော့တာပေါ့ဟုတ်လားလေးယောက်ဆိုလို့ရှိရင်ရောဝိုင်းဖွဲ့ပြီးတော့ဘာစားအကောင်းမလို့ညာစားအကောင်းမလို့ဒီလိုမျိုးဟုတ်ဘူးလားအဲဆိုတော့အဲ့ဒီစကားကလည်းအမှားပါစကားများရင်ဘာဖြစ်တာတော့အမှားပါတယ်အဲ့စကားကြောင့်လည်းလောဘဒေါသမောဟတွေမဖြစ်ဘူးလားဖြစ်တယ်နောက်တစ်ပါးကဘယ်လိုပြောတော့ဆိုတော့အရှင်ဘုရားတဲ့တပည့်တော်ကအဲ့စကားတဲ့ကာယကိုထိမ့်ပါတယ်ဘုရားတဲ့ကာယအကြည့်ကိုထိမ့်ပါတယ်ဘုရားတဲ့ကိုအကြည့်ဘာလို့လဲဆိုတော့ကိုအကြည့်ဆိုတာကာယအကြည့်နဲ့ဘာနဲ့ဖုဒ္ဓဘာဟုတ်တယ်မလားဖုဒ္ဓဘာယုံဆိုတာအထိတွေ့မဟုတ်ဘူးလားအဲကာယအကြည့်ရတယ်အထိတွေ့နော်အခုယောဂီတို့ကျန်တာမပြောနဲ့ဟုတ်လားအခုထိုင်တာတောင်မှဒီတိုင်းအောက်ကတမန်တလင်းပေါ်မှာဒီတိုင်းထိုင်တာကော်စောခင်းထိုင်သေးလားကော်စောခင်းထိုင်တယ်အဲကော်စောနဲ့ပြီးပြီလားအဲ့ပေါ်မှာဘာတင်သေးတော့ဟမ်အခင်းနေပါသေးလားဩထက်ခါလေဒါအောက်ကဖုဒ္ဓဘာအထိအတွေ့လေနုညံ့ပိန်မွေ့တာကိုလိုချင်တာပိုးပဲဂရိပါလေဟုတ်တယ်မလားဝိတ္တဲ့နေရာစားတဲ့နေရာနုနုညံ့ညံ့လေးလေမနေချင်ဘူးလားကိုနေတဲ့ထိုင်တဲ့နေရာအိမ်နေမှာရောဟုတ်လားဘူဘဂရိပါမှုရကော်စောတွေနဲ့လေအတွေ့အထိဖုဒ္ဓဘာယုံဒါကြောင့်တပည့်တော်ကကာယကိုအကြည့်ကိုထိမ့်ပါတယ်ဗျာတဲ့ကိုအကြည့်ကထင်းလို့ဖြစ်တယ်တဲ့နောက်တစ်ပါးကြတော့ရှင်ဘုရားတပည့်တော်ကစိတ်ကိုထိမ့်ပါတယ်ဗျာဘာကိုထိမ့်နော်စိတ်ကိုထိမ့်ပါတယ်အဲ့တော့ဘယ်နှပါးဖြစ်သွားအားလုံး9ပါးဖြစ်သွားတယ်မှန်တယ်နော်အဲ့ဒီအရှင်းရကိုတစ်ပါးနဲ့တစ်ပါးအရှင်းရကိုဘုရားကိုသွားလျှောက်တော့ဘုရားကတပ္ပရတံဝရောတာတုတဲ့အားလုံးထိန်းနိုင်ကောင်းတယ်ဟုတ်ဘူးလားအားလုံးကိုထိန်းနိုင်ကောင်းတယ်တဲ့ခုနှစ်ခုလုံးထိန်းနိုင်ကောင်းတာပေါ့နော်မြတ်စွာဘုရားတော့အဲကြောင့်တရားတော်ရဲ့တာဓု8ပါးမြတ်စွာဘုရားကအားလုံးထည့်လိုက်တဲ့အတွက်8ပါးဖြစ်သွားတာမျက်စိနာနှာခေါင်းလျာကိုယ်စိတ်ရဲ့စကားနောက်ပြီးတော့အားလုံးထိမ့်သိမ့်နိုင်မယ်ဆိုလို့ရှိရင်အိန္ဒြိယတံဝရသီလလို့ခေါ်တယ်အိန္ဒြိယတံဝရသီလဒါကြောင့်ဦးဇင်းတို့သီလနဲ့ပြည့်စုံခြင်းသည်ယဟန်နေအဖို့ကတော့အိန္ဒြိယတံဝရသီလနဲ့ပြည့်စုံရတယ်ယောဂီတို့အခုရတဲ့ရွာတဲ့သွားတယ်ကိုရွာကိုအိမ်ကိုအိုးရောက်ဟေးဘဝေရအိပ်ပြီလားဟေးဘာရှစ်တော့ဟေးဘာစားတော့ဟေးနေရောကောင်းလားဟဲ့အကြီးကောင်အငယ်ကောင်မပြောဘူးလားပြောတယ်နှုတ်နဲ့ပြောရတယ်လေဟုတ်တယ်မလားနှုတ်ကိုစောင့်ထိန်လားမထိန်ဘူးလေဥစ္စာယဟန်နေကြတော့မထိန်ရဘူးလားအဲ့ဒီစကားတွေပြောစရာကိုမလိုတော့တာလေဟုတ်ဘူးလားပြောထိန်တာပြီးသားအိန္ဒြိယတံဝရသီလမျက်စိအောင်9000နဲ့ကြုံကြည့်နေတဲ့ဖရာလေဟုတ်ဘူးလားကဲဒါတွေကဦးဇင်းတို့တန်ဃာတော်တွေအဖို့မှာ229သောတိတ်ခါပို့ဆိုတာအများကြီးဒါတွေထင်ရတာဒါကြောင့်ဣစရိကရဏီယောလို့ခေါ်တာပေါ့ဟုတ်တယ်မလားတန်ခါဂုံဘယ်နှပါ9ပါးရှိတယ်လေဟုတ်တယ်မလားကဲကောင်းပြီဒါဆိုလို့ရှိရင်သီလနဲ့ကြတော့တန်ဃာတော်တွေကတာတာပေါ့နော်